သိခါရှိရှိပဲကျွန်တော်တို့သူတင်ကိုတင်ပဲတိုက်ချင်တယ်သိရမလားမောနေတယ်မနာရအောင်ပြန်ပြေးလာလိုက်ရှာလိုက်ရမုံငွေအဲ့ဒါလည်းတိတ်မလုပ်ချင်ဘူးပေါ့အဲ့တော့ပြည်သူလူထုကလည်းမဲရောင်းနေဆိုရင်တော့ဒီအလိုက်တတိဝယ်ပေးဖို့လိုတာပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့ဘက်ကလည်းထောက်ဖို့မရှိတော့ဘူးပုံပြင်မတော့မှန်တာပေါ့ဗျာထောက်ဖို့လည်းမရှိဘူးကျွန်တော်တို့ကနိုင်ငံရေးတန်းဝိုင်းကလာတဲ့ကောင်တွေလည်းမဟုတ်ဘူးအဲ့တော့နိုင်ငံရေးတန်းဝိုင်းကလာတဲ့ကောင်တွေမဟုတ်တဲ့အတွက်ကြောင့်မို့ဘာနိုင်ငံရေးအတိုင်းဝိုင်းကလူတွေနဲ့မှလည်းမသိဘူးမသိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဘယ်သူမှလည်း support မလုပ်ဘူးပေါ့နိုင်ငံရေးတန်းဝိုင်းကလာတဲ့ကောင်တွေဆိုရင်တော့သိရမလားဟိုစောင်းပြောင်းပြောတာမဟုတ်ပါဘူးနည်းနည်းပါးမိတ်ဆွေများတာပေါ့မိတ်ဆွေများတော့သူတို့အတွက်ကတော့နည်းနည်းရှာလို့ဖွေလို့လွယ်သေးတာပေါ့ကျွန်တော်တို့ကနိုင်ငံရေးတန်းဝိုင်းကနေလာတာမဟုတ်ဘူးတာမန်ရက်သူရက်သားပဲတော်လိုင်းကြီးကြမှာမခံကျင်လို့ထားလို့တယ်အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာတယ်ကုပါကူရှာရတယ်ဒီလောက်ပါပဲအဲ့တော့ကျွန်တော်တို့ကနည်းနည်းခက်တာပေါ့လုံဆောင်ချက်တွေလည်းအကောင့်ထဲတွေပေါ်နေတာပဲမြင်နေတာပဲဒါပေမဲ့ဘာလို့တခြားသောထောက်ဖို့အင်အားစုတွေကကျွန်တော်တို့ပုံမှာဟိုမဝင်းရံတာလဲဆိုတော့ကျွန်တော်တစ်ခါလေကြာရင်စဉ်းစားလို့မရအောင်နော်မလို့နော်ဒီဝင်းရံတဲ့သူတွေလည်းရှိပါတယ်ဘာတွေလဲတော့ကျွန်တော်သိမပြောတတ်တော့ဘူးဗျာကျွန်တော်ဘာကိုပြောရမှမသိတော့ဒီနေ့ကတော့ကျွန်တော်တနင်္ဂနွေနေ့ကျွန်တော်လည်းနေသိမကောင်းဘူးနော်23 July တနင်္ဂနွေနေ့ဖြစ်တယ်နေလည်းသိမကောင်းအေးစစ်စစ်နားမလို့ပဲရမုံငွေကိုကြည့်လိုက်တော့လဲရမုံငွေကလည်းမရှိဆိုတော့မနှုတ်ရေးမဲဘယ်လောက်ရောင်းရပြီလဲဆိုမဲက2000ကျော်ပဲရောင်းရသေးတယ်ဆိုတော့အားနဲ့မနာရအောင်မဲထားရောင်းလာအမှန်ရဲ့ဆိုတိုက်ပွဲတိုက်ထားပြီးသားဆိုရင်ဒါတရက်နေ့ရက်3ရက်အေးစစ်စစ်နားယူရမှာဟုတ်လားကျွန်တော်တို့နားခွင့်မရှိဘူး။အားကြရင်ပြေးလွှားလို့ညနေ9:00နာရီတို့နာရီကြည့်ပြီးမိုးမချုပ်သေးဘူးပြန်ပြေးလိုက်လွှင့်တစ်ခါပြန်ရှာခင်ဗျားတို့မြင်သလိုအဲဘာလိုက်လွှင့်ပြီးတော့မှအဲဘာအားနေတာမဟုတ်ဘူး။အားတဲ့အချိန်လေးကိုလိုက်လွှင့်ရတာပြေးလွှားလို့ရတာ။ရှာလို့လည်းမရဘူးလေကိုယ့်ရဲ့ရဲဘော်အင်အားများတယ်ကိုယ့်ရဲ့ရီမန်းစေးရီမန်းချက်တွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာလည်းအခု1000တန်2000တန်ဖြစ်လာပြီနောက်ဆိုမြန်မာငွေကဘယ်သူမှတော့ယူချင်မှာမဟုတ်တော့ဘူးတိုင်းပြည်ကအဲ့လောက်ထိအောက်ဆုံးထိုးကြနေလဲပဲပျော်နေတဲ့သူတွေကပျော်နေတာပဲပျော်နေတဲ့သူတွေကပျော်နေတာပဲဟီဟာဖြစ်နေတဲ့သူတွေကဖြစ်နေတာပဲကျွန်တော်တခါလေကြားလို့ရှိရင်ဘယ်လောက်ထိတောင်မှစိတ်တက်တယ်ပါစိတ်ထိခိုက်လဲဆိုပြပြမယ်ဒီဟီဟာနေတဲ့သူတွေလည်းကျွန်တော်တို့ဖြစ်မပြောချင်တော့ဘူးပေါ့နော်သူရဲ့ဘဝနဲ့သူဟီဟာသူတို့နေတာဟုတ်အဲ့တော့သူတို့စစ်အာဏာရှင်စနစ်အောက်မှာသူတို့ပျော်ရွှင်စွာသူတို့နေတတ်ကြတယ်ဗျာနေတဲ့ကြတော့ဟုတ်ပြီကျွန်တော်တို့ကတော့မနေတတ်ဘူးအဲ့တော့ကျွန်တော်တို့နိုင်ငံမှာလူဦးရေဘယ်လောက်ရှိလဲပေါ့အာဏာရှင်စနစ်အောက်မှာမနေချင်တဲ့သူနဲ့နေချင်တဲ့သူနဲ့ဘယ်လောက်ရှိလဲဆိုတော့ခွဲချမ်းပြီးတော့မှမင်းတို့အာဏာရှင်စနစ်အောက်မှာပျော်ပါတဲ့သူနေချင်တဲ့သူအခုအာဏာရှင်စနစ်အောက်မှာအသားကျနေတဲ့သူဟီဟာဖြစ်နေတဲ့သူတွေအာဏာရှင်နဲ့နေကြငါတို့ကတော့မနေကြဘူးခွဲထွက်လိုက်ချင်တယ်သိတာတောင်ကိုရီးယားမြောက်ကိုရီးယားလို့တလို့ဟိုတောင်ကိုရီးယားမြောက်ကိုရီးယားလို့တလို့မျိုးသိရမလားမြောက်ကိုရီးယားနဲ့နေချင်တဲ့ကောင်နေတောင်ကိုရီးယားမှာနေချင်တဲ့ကောင်နေပေါ့ကျွန်တော်မြန်မာနိုင်ငံမှာလူကြီးတန်း60ပဲထားပါတော့တန်း60ရှိတယ်ဆိုရင်စကားစားနဲ့10တန်းနေမလားတန်း30နေမလားနေနိုင်ငံရဲ့မြေကိုအချိုးကျပိုင်းပြီးတော့မှယူလိုက်ကွာမင်းတို့ဘဝတွေနေကြငါတို့ဘဝတွေငါတို့နေကြတော့မယ်ဆိုပြီးတော့မှအဲ့လိုမျိုးတကယ်နေလို့ရရင်အဲ့လိုမျိုးနေချင်တာပေါ့ဘယ်လိုပြောရမလဲဒီဟီဟာနဲ့အာနာရှင်စနစ်အောက်မှာအသားတကြပျော်ပါနေတဲ့သူတွေကိုလည်းကျွန်တော်တို့လူချင်းအပြစ်မတင်ချင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ဒီဟာတွေအပြစ်လိုက်တင်နေရတာလေကိုယ်စိတ်မှာပဲကိုမောတယ်သူတို့ကတော့တီတရားရှိလာမှာမဟုတ်ဘူး။နော်အဲ့တော့တီတရားမရှိလာတဲ့သူတွေကိုသူတို့ဘဝနဲ့ထိုက်တန်တဲ့သူတို့ဘဝနဲ့ထိုက်တန်တဲ့ရောင်ကြသွားတာမဟုတ်ဘူးဖုံတွေလူးနေတာအုတ်ထုတ်ကရောင်မကြဘူးဖုံတွေလူးနေတာခဏကျွင်းတဲ့ကိုစင်းထားလို့လျှော်လိုက်ရင်ရောင်တက်လာမှာရှုပ်နေပေးနေအောင်ဗျာပြောရမယ်ဆိုရင်တော့နော်အလွတ်လွတ်ထားလို့အဲ့တော့ကျွန်တော်ပြောချင်တာခုနစကားကိုဆက်ရရင်တော့နေသားတကြားရှိနေတဲ့သူတွေကိုအဲ့ဒီဘဝမှာပဲသူတို့ပေးနေစေချင်တယ်ကျွန်တော်တို့လည်းသူတို့ကိုကြည့်ပြီးအာကုသူတွေလည်းမများချင်တော့ဘူးသိရမလားသူတို့အတွက်လည်းဘယ်လိုပြောရမလဲသူတို့အတွက်လည်းမယုံချင်တော့ဘူးအဲ့တော့ကိုနဲ့စိတ်တူထက်တူကြားတဲ့လူနှလုံးသားထက်တူကြားတဲ့သူတော်လန်ရေးကိုတကယ်ချစ်မြတ်နိုးတဲ့သူတွေအတွက်ပဲကိုယုံချင်တော့တယ်အဲ့လိုမျိုးတွေပဲယုံချင်တော့တယ်ဆိုတဲ့အတွက်ကြောင့်မို့ဖြစ်နိုင်မြန်မာပြည်ပိုင်းခြားလို့ရရင်အကောင်တွေတအုပ်စုကျွန်တော်တို့တအုပ်စုနေကြတယ်စစ်ပွဲတွေလည်းမဖြစ်ချင်တော့ဘူးပြောချင်တဲ့လူတွေကိုချမ်းပူလိုက်ပြောချင်တဲ့သူမှာစစ်အာဏာရှင်စနစ်အောက်မှာနေချင်တဲ့သူတွေအဲ့မှာပို့သိရမလားနေကြဖြစ်နိုင်လို့ရှိရင်ရန်ကုန်ကနေအောက်ပိုင်းထိမင်းတို့ကောင်းနေကအကုန်ပေးလိုက်ချင်တယ်ဒီလားမင်းပင်လယ်ထွက်ပေါက်ပါပေးမယ်ကွာသွားရန်ကုန်ကနေအောက်ပိုင်းထိအာဏာရှင်တွေသွားနေပေးလိုက်ချင်တယ်အရင်က
မင်းတို့ကောင်တွေသွားနေကြအဲ့လိုမျိုးနော် ဒီနေ့တော့လာပြီးကြည့်ရတယ်ဒီမှာတော့ဝင်ကြည့်ရတယ်ဖုန်းပြတ်သွားတယ်ဆိုတဲ့ဘယ်လောက်ဆိုမှရှားမယ်လေတော့ဟိုတနေ့ကစီးတာလည်းပူလေးရှိတယ်ဒီကြားလည်းဖုန်းကလည်းပြတ်သွားပြီလေကပစီနဲ့ရေးလိုက်ဒါမင်းမင်းစမလာနေရအမပြောသေးတယ်ဒီလိုတော့မမ ဟုတ်တယ်တော့